တော့စိတ်နာကဝိညာဉ်ခင်မလာလေးကိုဖြစ်ခဲ့တာဘူးလို့ဒါကြောင့်လက်နိုင်မှုတော်ကြီးချီတော်လာဘလို့ဘလို့လက်နိုင်မှုတော်ကြီးချီတော်နာဘ